ဦးလေးကိုရွှေဖေးကကြက်တူရွေးလေးတွေလှုပ်ပြတော့အခုဘာမှမပြောနော်တိတ်သဘောကောင်းတာပဲဘာမှမပြောပါဘူးအကူကကြက်တူရွေးလေးလည်းလှုပ်ပြလိုက်ရောသူကအေးကောင်းတယ်ငှက်ဆိုတာလှုပ်လက်ပြန်တန်းနေမှာကောင်းနေကွာလို့ပဲပြောတယ်အဲ့တုန်းကတော့သူဘာပြောလဲဆိုတာနားမလဲပါဘူးခုကြီးမှနားလေတော့တယ်ဦးကြီးကိုသာခွေးဆိုင်မှာနေရတာလှောင်ရင်းနေနေရတယ်လို့ပဲမလွတ်လပ်ဘူးဒါကြောင့်ထွက်လာတာငှက်မှမဟုတ်ဘူးလူလည်းမလွတ်လပ်ရင်တဲပြီးစိတ်ချင်းချက်တယ်ခုဦးလေးကိုရွှေပြီးမရှိတော့ဘူးနော်အင်္ဂလိပ်မပြေးခင်နဲ့ဟာဆုံးတာကံကောင်းနေစကားပြောရက်လိုက်ပြီးတွေ့နေလေသူမျိုးလုံးထဲတွင်ပတိုင်းမွေးလေးလေးရှိတော့ဦးလေးကိုရွှေပြီးညံတာကို၎င်းမြင်နေလေသည်အကူဘသူ့ကိုချစ်ဆုံးလဲငကြူကသူ့မျက်နှာကိုရှုံရှုံဆာဆာကြည့်ပြီးကံကောင်းနေအဝေးသို့ငေးကြည့်ကစဉ်းစားနေလေသည်အတန်ကြာမှဦးလေးကိုရွှေပြီးနဲ့နင့်ရောပေါ့ဟာငကြူကလှောင်တယ်လို့ကြည်လိုက်ကံကောင်းကငကြူကိုနားမလည်တယ်လို့ကြည်နေသည်ဟုတ်တယ်လေဦးလေးကိုရွှေပြီးနဲ့နင့်ရောအချစ်ဆုံးမဟုတ်ဘူးကျွန်မပြောတာအချစ်ဆုံးလူတစ်ယောက်ကိုပြောတာအချစ်ဆုံးဆိုတာနှစ်ယောက်မရှိဘူးတစ်ယောက်ပဲရှိရမှာပေါ့ကဲဦးလေးကိုရွှေပြီးနဲ့ကျွန်မဘယ်သူ့ကိုချစ်တယ်လဲကံကောင်းကြီးတွေ့၍နေလေဘာလို့ပြောရမှမသိပြီဦးလေးကိုရွှေပြီးသည်လူလောကကြီးရဲ့ရောက်သူ့ကိုခေါ်ခဲ့သူဖြစ်ငကြူကစိတ်ညစ်ညူပဲကောင်းတဲ့လောကကြီးကိုတာယာအောင်ဖန်တီးသူဖြစ်ဒီနှစ်ယောက်နဲ့ဘယ်သူ့ကိုအချစ်ဆုံးလို့ပြောပါပါနေကိုအချစ်ဆုံးပေါ့ဟာကံကောင်းသည်စွ၍ပြောချလိုက်တို့ရရင်ဒီစကလုံးများမှာပါဇက်သေးသူရောက်မလာပြီရင်ထဲတွင်ပျောက်၍သွားကြ၏တကယ်တော့သူကျေးဇူးရှင်ဦးလေးကိုရွှေပြည်ကိုစော်ကားရာရောက်လိမ့်မလားဟုထင်လက်ဦးတွေသောကျေးဇူးရှင်ဦးလေးကိုရွှေပြည်ကိုမေ့၍နောက်တွေသောကျေးဇူးရှင်ငကြူကိုပိုးရေးချစ်သည်ဆိုရင်တရားရကြပါမည်လားဟုလည်းဆိုရင်မိသည်ဘယ်သူမှပိုးမချစ်ဘူးဦးလေးကိုရွှေပြည်ရောနေရောနှစ်ယောက်စလုံးကိုအတူတူချစ်တာပဲအကူငကြူသည်သူ့ကိုကြည့်ရေကညီးနေလေသည်ကဲနေရောဘယ်ကိုချစ်ဆုံးလဲကျမလားအမေကိုချစ်ဆုံးပဲငကြူကပြောရင်ရေနေငကြူသည်အပြေမပေးနေ၍တမင်ရှောင်လွဲနေပုံရပြီသည်မဟုတ်ဘူးလေငါပြောတာအမေရလွဲရင်ဘယ်သူကိုအချစ်ဆုံးလဲလို့မိတာအမေရလွဲရင်လားငကြူသည်အတန်ကိုမြည်၍ပေးကလက်လုံးများမိတ်စဉ်းစားနေဒီလိုကြတော့ငကြူသည်ခလေးတစ်ယောက်နဲ့တူနေလေသည်စိမ်းမောင်သောမြတ်ခုံးအောက်မှမျက်ခုံးများသည်ဝန်းဆက်ဖောင်းနေရှည်လျားသွဲခေါ်သောမျက်တောင်များသည်မျက်လုံးကိုမိုးချက်ထားလေသည်အမေရလွဲရင်လားဘယ်သူမှမချစ်ဘူးငကြူကနှကန်းလေးစူးစူးဖြင့်နောက်ပြောင်တယ်လို့ပြောလိုက်ကံကောင်းသည်ဝမ်းနေတယ်လို့လိုက်ဖိုးသွားလေသည်သူ့အချစ်ဆုံးလူစင်းထဲတွင်ငကြူပါတယ်လို့ငကြူ၏အချစ်ဆုံးလူစင်းထဲတွင်သူပါကြ၏ယခုမှငကြူဟာအတဲ့နှလုံးကင်းမဲ့ဟန်တူ၏သို့မဟုတ်ရင်လည်းငကြူ၏အတဲ့နှလုံးသည်ကြောက်သားလိုအေးဆက်မာချိုနေဟန်ရှိပေသည်ငါ့ကိုမချစ်ဘူးလားကံကောင်းကမမျိုးသိမ့်နိုင်ပဲငကြူကိုမေးလိုက်သည်ငကြူကခေါင်းရမ်းကမချစ်ဘူးဒါမဲ့တနာတော့တနာတယ်ကံကောင်းမှဝမ်းသာသွားလေသည်မချစ်တော့လေတနာသည်ဆိုရင်သူ့ဖို့တော့တတ်တာသေးသည်ဟုအောင်မရသည်တကယ်ပဲကိုငကြူတော့ဘသူ့မှဟဲ့ပတ်ခင်လာပါတယ်လို့မရှိတော့ဘူးအဲ့ဒီထဲကအကိုတယောက်ကိုပဲခင်တယ်တနာတယ်ဘာလို့စိတ်နာမှမသိဘူးစိတ်နာတယ်ဒါကြောင့်စိတ်ညစ်ညစ်ရှိရင်အရက်တောက်တယ်ပွဲကြည့်တယ်ဒီကားလေး30သွားပြီးဘိုက်စကုတ်ကြည့်ရှိရင်ဖော်ရင်းနဲ့ချောင်းထဲမှာလှေစီးတယ်လှေစီးရတာတိတ်ပျော်စရာကောင်းနေကိုပကက်စီးရတယ်လို့တိတ်ငိမ့်တာပဲငယ်တုန်းကဆိုရင်လက်ဗရန်စီကိုအမေလှေနဲ့သွားရင်လိုက်သွားတာပဲအဲ့တော့တိတ်ပျော်တာပဲငကြူ၏မျက်လုံးများမှာဖိတ်တောင်နေကြ၏သူမျက်နှာသည်နုမြင့်ပြိုလွင်လျက်ရှိကံကောင်းသည်ငကြူ၏ငယ်ငယ်ရဘဝကိုတွေးကရော၍ချီနူနေပြီလေသည်တွန်းနေဥပုံလေးတစ်နေ့တွင်ကံကောင်းတဲ့ငကြူသည်ချောင်းထဲတွင်လှေစီးထွက်ခဲ့ကြသည်ချောင်းမှာအင်းကြီးမှထွက်လာကလက်ဗရန်တိုင်အောင်ရောက်သည်လက်ဗရန်သို့ဝါဖောင်းများပြောရင်ဒီချောင်းတစ်လျှောက်ကပင်ပြန်ရ၏အင်းထဲရွာများသည်လက်ဗရန်စီသို့လာရင်ဒီချောင်းတိုင်းဆန်လာရပေသည်ချောင်းမှာ
စဘာခွေးရွေကြားရဖြက်၍စီစဉ်သွားလေသည်ကံကောင်းသည်ပဲ့မှဝင်ထိုင်ကလှော်တက်ကိုကောက်ကိုင်းလိုက်ပြီးလျှို့ကမ်းမှတုံထုံလိုက်သည်တက်ကိုသိမ့်လိုက်သောအခါတွင်ရေပန်းကရက်များသည်ဘုံကခင်းသည်ခင်းနှလုံးရေပင်တွင်ထင်ချန်ရခဲ့ကြ၏သူတို့၏ရင်များသည်ကရက်တွင်တွန်းရှက်နေသောရေပင်တွင်မှုံဝါသွားကြလေသည်လေတော်ဘက်စီမှပလွေသံသည်ချောင်းရိုးတစ်လျှောက်တဲ့တဲ့မြပြန်လွယ်လာ၏ကံကောင်းကစပိုရှယ်အင်ကြီးခန့်နွမ်းနွမ်းတထဲကိုဝတ်ထားသည်ခက်တက်ကိုဖြည့်ဆွဲလိုက်တိုင်းသူ့လက်မောင်းများမှာအကျော်ပြိုင်ပြိုင်ထားကြွက်သားတွေဖုချစ်ဖောင်ကြွလာ၏ကံကောင်းဝင်ကြည့်ရသည်မှာတပင်တစ်ပန်းလှော်ရဟန်မတူပဲအတွေ့အကြုံရပြီးသားတန်မှန်သမားတစ်ယောက်လိုခက်ချက်မှန်မှန်ဖြင့်လော်ခတ်လာ၏တခါတရံတွင်သူနှဖူးပေါ်သို့ပြေဖျဲကျလာသောသပင်များကိုကောင်းမော်ရန်၍ဖယ်ရှားပြလိုက်သည်ကံကောင်း၏လှုပ်ရှားမှုမှာတွက်လက်ဖြက်လက်ခါသူမျက်လုံးများမှာတောက်ပါနေကြသည်ငကျူသည်လှေဦးပိုင်းရာတစ်သားတံပေါ်တွင်ထိုင်ကာလက်နှစ်ဖက်ကိုဒူးပေါ်သို့ရက်တင်ထားလေသည်သူနှကမ်းများသည်စု၍ငုံထားကာအပြုံးရှက်တန်လျက်ရှိငကျူသည်ကံကောင်းကို၎င်းကမ်းမိမစဘာတော်ကြီးကို၎င်းရေပင်ဖူးဖူးထနေသောလှိုင်းကရံများကို၎င်းကြည့်၍လိုက်ပါလာသည်သူ၏ဤထွေးသောနှကမ်းများတွင်ပြီးတော့ရိုးစိုနှက်မောင်သည့်မျက်လုံးများတွင်အပြုံးတွေဝေလျက်ရှိသည်သူတို့နှစ်ယောက်စလုံးတယောက်မှစကားမပြောမိကြပေဒီလိုရိမ့်ငိမ်တင်ရှုံသောညနေခင်းနှင့်လွမ်းစိုးပြန့်ဝင်ကောင်းသောရှုခင်းကိုစကားမပြောဘဲတိတ်ဆိတ်ငြိမ်သက်စွာငေးကာနေလိုကောင်းသည်ဟုထင်နေကြသလားတော့မပြောတတ်ပေသူတို့နှစ်ယောက်သည်နှကမ်းဒီတို့၏အသေးဆွဲအချစ်ဝိချူတွေကဇက်လိုက်များနေပဲတူနေတော့သည်သို့တော်လည်းသူတို့နှစ်ဦးသည်နှကမ်းဒီတို့၏အသေးဆွဲဇက်လိုက်များဖြစ်ကာဘယ်တော့မှရောက်လာလိမ့်မည်မထင်ပါအကူဒီကဖုံးကြီးကြောင်လားချောင်းသည်ကိုယ်ဝ၍ဆင်လာ၏ရှေ့မှာဇေဒီပွေးပွေးနှင့်ဝယုံမင်းဇရက်ပင်များအုပ်ဆိုင်နေသောဖုံးကြီးကြောင်တစ်ကြောင်မြင်ရသည်ချောင်းရည်ဆက်သို့ငါယုံမိုးချက်ထားသောဇလက်ချုံများပေါ်မှဇလက်ပွဲများဇလက်သီးများသည်ကြွေကြကာရေစည်းတွင်မျောပါသွားကြ၏ဟုတ်တယ်လေအဲ့ဒါမစိုးရင်တော့ရကြောင်းပေါ့ကံကောင်းကငကျူညွန်ပြရသို့လှမ်းကြည့်ရင်ပြောလာ၏လော်ရက်ကိုလေနေရန်တွင်မင်းတင်ပြီးထားလိုက်သဖြင့်လေကလေးသည်ရေစည်းထဲတွင်မျောပါနေပေသည်အော်လက်စသက်တော့မစိုးရင်တော့ရနာအောင်ရောက်လာမှာပေါ့လားကျမဒီနေရာကိုတစ်ခါရောက်ဘူးတယ်ကိုရဲ့အဖော်တွေကခေါ်သွားလို့ငကျူကသူစကားသူသဘောချကရေနေအဖော်တွေကခေါ်သွားလို့ကံကောင်းသည်ငကျူစကားများကိုစိတ်ထဲရလိုက်၍ရေဆိုနေမိသည်ဘယ်အဖော်တွေလဲယောက်ျားဖော်တွေလားမိန်းမဖော်တွေလားယောက်ျားဖော်ဆိုရင်ဘသူတွေလဲဘလုံလူတွေလဲကံကောင်းစိတ်ထဲတွင်မေးခွန်းအစီထွက်လာ၏ကောင်းသောဖော်များဖြစ်ပါစေဟုဆုတောင်းပြီးကံမောခဏတန်အောင်လေကံကောင်းတော့ကြောင်းဝိုင်းပြီးကန်းဆက်တွင်လျှို့ထိုးဆိုင်လိုက်သည်လေကလေးမော်သို့တက်သွားသောလူသွားလန်းကလေးမှာငွေပြဲပြားကိုပြစ်ချထားတဲ့ကဲ့သို့တွန့်လိန်ကောက်ခွေနေ၏ကန်းဆက်တော်စပယ်ကြုံများအောက်တွင်စပယ်ဝိတ်နှင့်ဖွေနေလေ၏ခရမ်းမွေများနှင့်တောပန်းမွေဝါဝါများကလည်းမြေပြင်တွင်ပေါက်ပေါက်ကျဲထားသလိုဖူးပွင့်နေကြသည်အနောက်ဘက်ကောင်းကင်တစ်ခုမှတိမ်ပုံပုံများမှာဗိုင်းရီဖြောပြန်ပတ်ထား၍နေပြေပြေရောင်ရှက်တန်နေသည်ဝါရွှေသောနေကြီးသည်တိမ်လွာနားစာများမှဖြာထွက်လာကစဘာတော်ပေါ်သို့ပြေလျှောကျဆင်းလာ၏ပြိုင်မြူများသည်စဘာတော်မှထ၍အိတ်တန်းဘက်သို့ပြန်သွားကြသည်ပြန်လောများသည်လေးထဲတွင်ပြန်ဝဲလျက်ရှိကြသည်ဒီလိုကြတော့လေလောကကြီးသည်နေချင်းစပွဲပဲကံကောင်းမောမောနှင့်မို့လက်ရိုင်းတို့ဖုံးနေသောလဲကသိန်းကိုကျုံးမိ၍လှဲချလိုက်သည်ငကျူကသူ့ဘေးမှထိုင်ကမြေပေါ်တွင်ပေါက်နေသောပြားညညိုခရမ်းမွေလေးများနှင့်တောပန်းဝါဝါလေးများကိုအမတ်မထင်ခူးကာလက်ပင်လေးများကိုဆွဲနှုံနေသည်တကယ်တော့ဒီရှုခင်းမှာစိတ်ကူးရင်ကြပြားတပုတ်လိုလာပါပေသည်တို့ရရင်စိတ်ကူးရင်ချင်းမပါပါငကျူသည်မိမသားပြီးပြီးပန်းမွေများ၏အလှအပေါင်းမတ်မောပါသည်မိမသားပြီးပြီးပန်းမွေများ၏မွေးပြန်သောရနံကိုခုံမြင်ပါသည်ကျွန်တော်၏ဇက်လိုက်မင်းသမီးပြည်တစားမှအရက်ပြတ်မှမင်းမရွှေမှငကျူအားဒီလိုသူတို့နဲ့နှိုင်းရှင်ရကောင်းလားဟု
အခြားခြားသောမိန်းကလေးများအပြစ်တင်ရင်လည်းမတတ်နိုင်ပါအမှန်တော့ငကြူလိုလမ်းမပေါ်ကပြစ်ဒဏ်စာမောက်သူတို့နဲ့မနိုင်ရှင်လို့ပါသို့တော်လည်းကျွန်တော်ဆိုလိုရင်းမှာအကောင်းဘက်သို့စိတ်ညွတ်၍အကောင်းကိုပြုလို့ရန်အချိန်အားရှိရင်မိသူမဆိုစိတ်ကောင်းရှိ၍လူကောင်းဖြစ်နိုင်ကြောင်းဟောပြလိုရတာဖြစ်ပါသည်တကယ်တော့လောကကြီးဟာလောကကြီးအကြောင်းတွေသိထားတဲ့လူတွေဖို့ပျော်ချိုင်းနေမှာပဲနော်ကံကောင်းဟာကောင်းကင်တွေပြန်နေကြတော့ပြန်လောမြောက်ကိုငေးကြည့်နေရင်တွေးနေရမှပြောလိုက်သည်ငကြူကပန်းမွေလေးများကိုလက်ခုပ်ထဲတွေထည့်၍လှုပ်ရမ်းနေရကံကောင်းဘက်သို့လှည့်ကြည့်ကအမေအကူကကြီးကြီးကျယ်ကျယ်ပြောလို့အကူတို့လောကကြီးမှာဘာများပြောစရာကောင်းလို့လဲလောကကြီးအကြောင်းသိလေစိတ်ပြက်စရာကောင်းလေလူတွေအကြောင်းသိလေမုန်းစရာကောင်းလေလေပဲငကြူကတော့လောကကြီးအကြောင်းလူတွေအကြောင်းသိလဲမသိချင်ဘူးဖြစ်ချင်ရဖြစ်မျောချင်ရမျောဘယ်သူ့မှလည်းဂရုမစိုက်ချင်ဘူးအဲ့ဒါအကောင်းဆုံးပဲကံကောင်းကဘာမှမပြောပဲငြိမ်နေပေသည်ညနေခင်းမှာတိတ်ဆိတ်၍လမ်းစရာကြီးဖြစ်နေသည်တုံးဖွေးဖွေးစီဒီမှဆဲလဲသားတစ်ချွင်ချွင်ကိုလည်းကြားနေရသည်လေဒီများသည်စပါးပင်ကြီးတို့တဖြည်းဖြည်းလျှော့ကြလာသည်အကူပြန်ကြဆိုသည်မိုးချုပ်တော့မယ်ငကြူပြောလိုက်မှကံကောင်းသည်လှဲနေရမှလူလဲထားကန်းဆက်သို့ဆင်လာခဲ့သည်ပေးအပြန်ကြတော့ကျမလှော်မယ်ငကြူကလှော်တဲ့ကိုကောက်ကင်ကပဲ့ရဲဝင်ထိုင်လိုက်တဲ့ဖြင့်ကံကောင်းလည်းဘာမှမပြောတော့ပဲလှေဦးမှတက်တောကန့်မော်တို့ထိုင်ကလှေနေရန်မိလိုက်သည်ငကြူသည်လှေဦးကိုချောင်းလေသို့လှည့်လိုက်ကစုံလာခဲ့သည်ဇလက်ချုံထဲမှငင်းငက်ကလေးတစ်ကောင်သည်လှန့်၍အဝေးသို့ပြန်သွားလေသည်ဘလောက်ကြာသည်မသိကံကောင်းကိုလမ်းကြည့်လိုက်တော့အခါကံကောင်းမှာတရွှှနဲ့အိမ်မောကြာနေပြီပြေးပြပြမြင်းမြင်းများတာနေသောလာရောက်မှုမှုသည်ချောင်းရည်ပင်မောသို့ယူဖိတ်စီကြလာ၏ချောင်းရည်သည်ငွေရောင်ဖြင့်တင်လျှော်နေပေသည်ငကြူသည်လာရောက်အောက်တွင်အိပ်ပျော်နေသောကံကောင်းကိုလှမ်းကြည့်၍ပြုံးလိုက်သည်တခါတော့ငကြူသည်ဒီချောင်းရည်မှလောင်းလေးနှင့်စုံခဲ့ပူ၏ဒီတော့ဟာသူ့မှာအရက်ကလည်းခတ်ထွေးထွေးသူနှင့်ပါလာသည့်ယောက်ျားနှစ်ယောက်ကလည်းခတ်ထွေးထွေးမှုလေပေါ်တွင်ဖြစ်ချင်တိုင်းဖြစ်ခဲ့ကြသည်ညဉ့်ညမ်းသောစကားကိုဆိုကာညဉ့်ညမ်းသောအမှုတွေကျူးလွန်ခဲ့ကြ၏ဒီတော့ချောင်းရည်များသည်စီးစင်း၍သာမတော်ခဲ့ရင်မရွှေကျူ၏ညဉ့်ညမ်းမှုတွေကိုပြန်ပြောကြမည်လားမသိပေယခုကံကောင်းနဲ့လာတော့ငကြူးစိတ်သည်လန်းဆက်၏ပေါ်ပါကြည်လေ၏ညဉ့်ညမ်းသည့်အတွေးဆိုရင်မြူမုံလောက်မှမရှိဘဲတန့်စင်လျက်ရှိလောကကြီးတွင်ဒီလိုတန့်စင်ကြည်လင်သောစိတ်နှလုံးဖြင့်အမြဲထာဝရနေရရင်ဘလောက်များပြောစရာကောင်းနေမလဲတက်ခတ်တန်နဲ့လေတိုက်တန်ဖြင့်စပါးတော်ဘက်စီမှတရှဲရှဲမိတံမှာပါဘာလို့မှမကြားရပြီကောင်းကင်တွင်မူကျဲဝင်းများသည်ဘိုးတော်ဝါလန်နေကြ၏ချောင်းကိုကွေးလိုက်သောအခါတွင်မြို့ဘက်စီမှမီးရောင်များကိုမိတ်တုံနှင့်မြင်ရသည်ဂျုံကြားတွင်လက်နေကြသောဘူးဆုံကျူးများနှင့်တူပေသည်ကန်းဆက်သို့လေဦးမင်းတင်လိုက်တော့ကံကောင်းသည်အိယာမှလန့်နိုးလာပေသည်ကံကောင်းသည်အိမ်မုံဆုံးမဖြင့်မျက်လုံးများကိုပုတ်တက်လိုက်ခါဟဲ့ငါအိပ်တော်တော်ကြာရဲနော်ဟုမင်းနေသည်ငကြူကရေကကြာမကြာတော့မသိဘူးလေစုံလာတဲ့ဟာအကိုအိတ်လိုက်လာတာပဲအိမ်တို့ပြန်ရောက်တော့အခါအတော်မှောင်နေလေပြီကံကောင်းသည်ငကြူကိုရီစတန်းရပေါင်လာထိလိုက်ပို့ကနှုတ်ဆက်လိုက်အခုဘယ်ပြန်မလဲဘူတာလေးကိုပြန်မယ်ဒီမှာပဲအိပ်ပါလားအကိုရဲ့ငကြူကဂယုနာတန်ဖြင့်ညည်းညူသလိုဆို၏ကံကောင်းကခေါင်းကိုရန်လိုက်သည်မဖြစ်သေးဘူးဟာညပြေးထားဆိုင်ဦးမှာညနေကတာရောရထားနဲ့လော်ကီလည်းလွတ်သွားပြီအလုပ်လုပ်အောင်မယ်ကဲသွားမယ်နောက်မှတွေ့ကြအောင်စို့နင်းလည်းကောင်းမွန်နေပါဟာကံကောင်းသည်ငကြူကိုနှုတ်ဆက်၍လှည့်ထွက်လာခဲ့သည်ငကြူသည်ဝိုးတော်များလင်းနေသောကျဲရောင်အောက်တွင်တင်းနှင်းသောထွက်သွားသောကံကောင်းကိုငေးကြည့်တပ်ပြင်းတစ်ချက်ကိုရှိုင်လိုက်မိလေသည်ဟေ့တငယ်ဒါကိုကြီးစတန်းရမို့လားကွာကံကောင်းကိုကြီးစတန်းရရှိလက်ဖက်ကန်းထဲမှငကြူတို့အခန်းဘက်သို့လှည့်ထွက်လိုက်သည်ပြေးထားဆိုင်ပြီးအလုံပါသဖြင့်ငကြူတို့အခန်းဘက်သို့အပြင်းပြေထွက်လာခဲ့ခြင်းဖြစ်သည်လက်ဖက်တန်းရအထတွင်အသားနီနီမျက်လုံးပြူပြူကလုံးစတောင်းနဲ့လူကသူ့မေးလိုက်သည်ထို့သူမှာဟာဝီယန်အင်ကြီးဘန်ကောက်လုံးကြီးမိခိုးရောင်ဝတ်ထားပြီးတီဖောင်းနေသောလက်ဆွဲတရီအိတ်ကြီးကိုဂျိုင်းကြားတွင်ညှက်ထားသည်ပါးစပ်မှရက်နေသည်ထောင်ကနေထွက်လာသည်
ကံကောင်းသည်ကြာကြနေသောမီးရောင်အောက်တွင်သူ့မျက်နှာကိုကြည့်လိုက်လက်စသက်တော့သခင်လှထုံးပေသည်ဂျပန်ခေတ်သခင်လှထုံးနှင့်တွေ့တော့သခင်လှထုံးမှာပိန်ပိန်ပါးပါးနှင့်ထမင်းမောသည့်ယုံမျိုးဖြစ်၏ယခုမှဘိုက်ရွှဲကဂုတ်ဘိုးသားကြီးများအထစ်ထစ်ပေါ်အောင်ဝါဖြေနေပေသည်ဂျပန်ခေတ်တွင်သခင်လှထုံးသည်ဂျပန်တော်လှန်ရေးတွင်ပါမလို့လို့ဖြင့်တိတ်ရှောင်နေခဲ့ပြီးဂျပန်ပြည်သောအခါဂျပန်တော်လှန်ရေးခေါင်းဆောင်တဦးအနေဖြင့်ပါလာသည်လွတ်လပ်ရေးရပြီးတော့နိုင်ငံရေးဖွဲ့တစ်ခုတွင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါဝင်ပြီးတစ်ဖက်တွင်မူကန်ထရိုက်လုပ်ကိုသိမ်းချီ၍လုံနေသူဖြစ်၏နေမှာကားလန်ဖောက်ခြင်းတပုံဖြတ်၍ပျက်စီးသွားသောတရားများကိုပြင်ချင်းတို့သူပင်ကန်ထရိုက်ဆို၍လောက်ကိုင်းနေတခင်လာထုံးသည်ယခုတော့ထမင်းဝနေပုံရနေသည်ဟေ့တငယ်ဒါကိုကြီးစတန်းရလားဟုတ်တယ်ဗျကံကောင်းကိုသူနောက်တစ်ခေါက်မေးတော့မှဖြေလိုက်သည်တခင်လာထုံးကိုသူကောင်းကောင်းမှန်မိပေသည်အချုပ်ထဲကကိုရီချမ်းပြီးသောစာကိုလက်မခံရသောတခင်လှထုံးအသက်စတိခံရလူရန်ထားသောလုပ်ငန်းတွင်ရှောင်ပြီးသောတခင်လှထုံးမှာကြီးပွားကအချုပ်ထဲတွင်ညှဉ်းပန်းခံရသောကိုရီချမ်းမှာဘယ်သို့ရောက်နေသည်မသိတော့ပေကံကောင်းသည်ကိုရီချမ်းကိုသွား၍အမှန်ရနေမိသည်တခင်လှထုံးကမူကံကောင်းကိုမှတ်မိဟန်မတူချေငကျူဆိုတဲ့မိန်းကလေးတယောက်ဘယ်ခန်းမှာနေလဲကွာမသိဘူးလားကံကောင်းသည်တခင်လှထုံး၏မျက်လုံးများကိုမီးရောင်တွေမြင်လိုက်ရသည်သူမျက်လုံးများကအရင်တော့လိုကောက်ကျစ်စင်းလေတော့မျက်လုံးများပေသည်မသိဘူးဗျကံကောင်းကမျက်နှာအောက်တိုးတိုးဖြင့်ဖြေလိုက်သည်တခင်လှထုံးသည်ငကျူ၏ဧည့်သည်တူဖြစ်မှာပဲဟုတွေးမိကဒေါ်ပွာလာလေသည်အသားဖြူဖြူကိုလုံးကိုပေါတောင်းတော့ကွာမိကျူလို့လည်းခေါ်တယ်ဟဲ့မသိဘူးကံကောင်းကခေါင်းရမ်းကခက်ပြက်ပြက်ပင်ပြောလိုက်၏ဒီတော့မှတခင်လှထုံးသည်တောက်တစ်ချက်ခေါက်လိုက်ပြီးဒီနောက်မှနေတယ်ပြောတာပဲကွာကြတာပဲဟုဆိုကတန်းရဘတ်သို့ဆက်၍ရှောက်သွားလေကံကောင်းသည်အဝေးသို့ထွက်သွားသောသခင်လှထုံးကိုငေးကြည့်လက်ထဲတွင်ပေါသည့်တပေပွဲလောက်ရှိသည့်တဲသောနှစ်တုပ်ကိုကြစ်ပေါင်းစုပ်ထားလိုက်သည်ကံကောင်းသည်ညထွက်ရင်တဲသောနှစ်တုပ်ကိုကင်နေကြဖြစ်ဒီလိုဖြင့်သခင်လှထုံးအနောက်မှတအားရိုက်လိုက်ချေဒီလိုလူတွေကြောင့်မကျူပြက်စီးရတာပဲဟုလဲထင်လာမိပေသည်ဒီမှာဗျာမကျူဆိုတဲ့မိန်းကလေးတယောက်ဘာမှနေလဲတခင်လှထုံးသည်မီးအောင်မိမိသာလေးနေသောတန်းရခန်းတစ်ခန်းရှိတွင်ရက်၍မင်းနေပြန်သည်ကံကောင်းသည်ဒုက္ခလက်ထဲတွင်ကင်ကငကျုခန်းရှိသို့ပြေးလာကတကားနှင့်မလန်းမကန်းတွင်ကြို၍ရန်နေလိုက်သည်တခင်လှထုံးသည်ဒီခန်းကိုစိုက်ဆိုင်မြိုင်မြိုင်ရောက်လာမည်လာရင်သူကတားမည်သူကတား၍တခင်လှထုံးကဇော်တင်ဝင်လာရင်တဲသားနှစ်တုပ်ဖြင့်အားရပါရဆုံးမလိုက်မည်ပြီးတော့တခင်လှထုံးသည်ငကျူ၏တကားဝါသို့စိုက်ဆိုင်မြိုင်မြိုင်လာနေသည်ခြေလမ်းများမညီမညာနဲ့တိုင်းကွက်နေလာ၏ကျန်းကြားရတဲ့ရေအိတ်ကြီးကလည်းပြူးပြူး၏ထွက်နေ၏သူဖက်တန်သည်တိတ်ဆိတ်သောညင်တွင်ပူ၏ကျဲလောင်နေသည်ဟုထင်မရ၏ကံကောင်းသည်တဲသားနှင့်တုပ်ကိုချစ်ပေါအောင်ဆုပ်လာကရှေ့သို့တိုးလာခဲ့သည်အကိုကြီးလာဟိုဘက်ခန်းကိုမေးနေတန်ကြားရအကိုကြီးတန်ပဲလို့ထင်လိုက်သားပဲအခန်းကပွင့်လာကငကျူ၏ချိုးလင်းသောရေမောနှုတ်ဆက်တံကိုကြားလိုက်ရ၏ငကျူသည်တကားဝါသည်ရန်နေမျက်နှာမှာပွေးနေအောင်မျက်နှာချေ၍လူထား၏နှကန်းစုံသည်အနီရောင်ဖြင့်ပိန်နေ၏နိုင်လိုအင်ကြီးထက်ထမိန်အနက်ကြောင်မျက်နှာနှင့်လက်မောင်းသားဤများသည်ကျူပွေးကဆွဲမှန်စရာကောင်းနေလေ၏ဟဲမေးလိုက်ရတာမိကျူဟာတခင်လာတော့6ကက်ကက်ရီကငကျူ၏ခါကိုလှမ်းဖန်လိုက်သည်ငကျူကလည်းအိဆက်ဖြူပွေးသောလက်မောင်းတစ်ဖက်ဖြင့်တခင်လာထိုး၏ခါကိုလှမ်းဖက်ကတခင်လာထိုးအခန်းထဲသို့တွဲခေါ်ပြီးဝင်သွားသည်အခန်းထဲတွင်မှောင်နေဘာမှမမြင်ရပေကံကောင်းသည်ကြောက်ရွံ့ကြီးလိုအပြင်ဘက်မှောင်နေတွင်ရန်နေမိသည်ကံကောင်းသည်ရင်ထဲမှတလိုက်လိုက်ဖြစ်လာကတရားရှိမကြီးပင်အောက်ကကုတ်ပစ်ပေါ်မှထိုင်ချလိုက်မိလေသည်ဒီလိုလူတကာနဲ့ဘလူရသောဘွား၌ငကျူကိုမြင်ရသည်မှာရင်ထဲကနာလာသည်ကံကောင်းတဲ့တွေ့ရင်ငကျူသည်တကယ်အပြည့်ကင်းစင်သောမိန်းမတစ်ယောက်နှင့်တူသည်အထီးဆိုရင်ဘိုးမှမတန်းရသေးသောအပြိုစင်လေးတစ်ယောက်လိုပင်ပြောဆိုပြမှုတည်းယခုသူမိတ်ဆွေများနှင့်တွေ့တော့လဲငကျူ၏ဟန်မူရာတို့သည်တံပတ်ပေးထားသောစက်ယုံနှင့်တူလှချေကလားခဏကြာရင်တကားပွင့်လာကတခင်လာတို့နှင့်ငကျူသည်အပြင်သို့ထွက်သွားကြ၏ငကျူ၏မူတန်နှွဲ့တန်းသည်သူတဲ့နှလုံးကိုအနှင့်စော့တကယ်သို့ရှိနေသည်ကံကောင်းသည်ထိုင်ရာမှထကဥဒခွေးတို့ဆိုင်ဘက်သို့ထွက်လာခဲ့သည်ဥဒခွေးတို့ဆိုင်မှမပိတ်သေးပေ
ကိုအိမ်မှာတံပြူပုံးများကိုစေးတုပ်လျက်ရှိသည်ဟာကန်းကောင်းဘယ်ရလာတာလဲမိုးချုပ်လာပါကောလားကိုအိမ်ကသူ့ကိုစီးချိုနှုတ်ဆက်သည်ကန်းကောင်းကတရားပေါ်တွင်ထိုင်ချရင်ဒီလိုပါပဲဗျာပြင်းပြင်းရှိရနဲ့ထွက်လာတာပါဟေးမင်းကောညာမနေပါနဲ့ကန်းကောင်းကမင်းငကြုစီလာတာပါကွာငကြုမတွေ့လို့ဒုဘက်ကိုဝင်လာတာမဟုတ်လားဘယ်တွေ့မလဲမင်းကောင်မဟိုလူတယောက်နဲ့ပါသွားပြီဒုဆိုင်ရှိရဖြတ်သွားတာပဲအမလီကောင်မကြော့နေရပဲမဟုတ်ပါဘူးဗျကံကောင်းကပြောင်ပြောင်တင်းတင်းလိန်လိုက်သည်ကံကောင်းသည်ဘယ်တော့မှမလိန်ခဲ့ဘူးပဲယခုတော့ငကြုကြောင့်လိန်တန်နေသေးသည်ငကြုเจ้าကိုမကောင်းပြောရင်ငကြုကိုကဲ့ရင်ကံကောင်းသည်ငကြုဘက်ကခုခံကာကွယ်ခဲ့သေးသေးသာဖြစ်သည်ဒီပြနေရာတွင်ဘလောက်ပင်မှန်သောတစ္ဆာစကားကိုဆိုခဲ့တော်လဲငကြုနဲ့ပတ်သက်ရင်ကံကောင်းအဖို့တစ္ဆာစကားတို့သည်ဘယ်စီတို့လင့်ပြောက်ကုန်ပြီမသေးတော့ပေအမေဘာလို့မဟုတ်အောင်မလဲငကြုရှိရင်မင်းကားတို့စီလာမှာလာပါလေဗျအခုလဲငကြုစီသွားမလို့ပါကံကောင်းဒီကိုယ်အကြီးကိုနှုတ်ဆက်ပြီးတန်းရရှိငကြုတို့အခန်းဘက်သို့ရှောင်လာခဲ့သည်တကယ်တော့ငကြုမရှိမှန်းသူသည်ကိုယ်အကြီးပြောဒီမှာအမှန်ဖြစ်ကြောင်းသူသည်တို့ရရင်သူမတော်ပဲနေလိုက်ရင်ကိုယ်အကြီးပို၍အထင်သေးသွားမည်ဆိုသည်ဖြင့်မရှိမှန်းသိရတဲ့တမင်ထွက်လာခြင်းများသာဖြစ်၏တကယ်တော့ကံကောင်းလူပုံမှာရည်ကြကောင်းပေသည်ငကြုအခန်းမှာတော့ကလောက်ကြီးဖြင့်ခတ်ထားသည်ကံကောင်းသည်တော့ကလောက်ကြီးကိုဒေါ်ဖွားဖွားဖြင့်စောင့်လိုက်ခါထိုင်ချလိုက်၏လမ်းမပေါ်မှတချင်းဆိုတဲ့သည်ပြန်လွင်လာ၏တို့ရရင်ကံကောင်းမှာတေးသံအောင်မကြပဝင်းကြီးကိုလည်းတတိမထားမိပဲသူ့စိတ်ကူးနဲ့သူငေနေမိသည်ငကြုဒီဘဝမှာဘလို့ကဲတင်ရမည်ဟောသာစဉ်းစားနေမိသည်တခင်လာတို့လူမျိုးသည်ဘာကြောင့်လောကကြီးတွင်မွေးဖွားအသက်ရှင်လာရပါလိမ့်ဟူ၍တွေးမိသည်ကံကောင်းသည်ငကြုနဲ့တွေ့ကြရသူ့စိတ်သည်ပေါ်ပါရွှင်လန်းခဲ့သည်ယခုတော့လည်းစိတ်ထဲတွင်လေးလံထိုင်မှန်လာပြန်လေသည်ကံကောင်းသည်စိတ်ညစ်ညစ်ဖြင့်နိုင်အောင်မိကထိုင်၍စောင့်၏ငကြုမှာမြေတကောင်တိုင်အောင်ပေါ်မလာသေးပေသူမျက်ခုံများမှာလေးလံကမျက်တောင်များစင်ကြလာ၏တဏီကုံထမ်းရပိုးရသည်ဖြင့်လည်းသူကိုခန္ဓာသည်ပင်ပန်းနွမ်းနေလှကြပြီတရားရှိမှမြင်လဲရတဲ့စကားပြောတဲ့များကိုကြားတော့မှကံကောင်းသည်မှင်းငိုက်နေရမှနိုးလာပြီးငကြု၏နှုတ်ဆက်တံကိုလည်းကြား၏ကံကောင်းသည်လမ်းဖြန့်သွားကထလာ၏တို့ရရင်ကံကောင်းထွက်မသွားမီငကြုသည်အနားသို့ရောက်လာ၏ငကြု၏မျက်နှာမှာမိုးမှန်လိမ့်တာထားခြင်းမရှိတော့ပေသပင်များမှာဖျူပင်ဖြစ်နေကြ၏ငကြုသည်ကံကောင်းကိုမြင်တော့အံ့အားသင့်ကလန့်သွားလေသည်ပြီးမှဟင်အကိုဘာလုပ်နေရလဲကံကောင်းကနောက်ကြည့်ရှုပ်ဖွားစိတ်တွေဖြင့်ရက်ခါဘာမှမပြောဘဲငကြုကိုစိမ့်စိမ့်ဆာဆာကြည့်နေမိသည်လမ်းတမီးတိုင်းမှဖြာလာတော့မီးရောင်မိမ့်မိန်တိုင်းကံကောင်း၏မျက်လုံးများမှာကြောက်စရာကောင်းနေ၏ကံကောင်းဒီလိုကြည့်ပုံမျိုးကိုတစ်ခါမှမမြင်ဘူးသေးပေငကြုမှာကံကောင်း၏မျက်လုံးများကိုကြည့်၍ခိုက်ရွံ့ရွံ့ဖြစ်နေ၏တို့ရရင်ရှက်ကြောက်ခြင်းတို့မရှိတော့ပေငကြုသည်ဝရန်တော်မိကကံကောင်းမျက်နှာကိုသာငေးကြည့်နေမိသည်ကံကောင်းကလည်းတုတ်တုတ်မှမလုပ်ပဲငကြုကိုသာစူးဆိုင်ကြည့်နေသည်စကားမပြောဘဲတိတ်ဆိတ်နေသည်ဖြင့်၎င်းမီးအောင်မိမ့်မိန်လေးကြောင့်၎င်းပဝင်းကျင်မှာကြောက်လန့်စရာကြီးလိုဖြစ်နေသည်တယောက်မှလှုပ်လဲမလှုပ်ကြရွေးလဲမရွေးကြစကားလည်းမပြောကြငကြုကကံကောင်း၏စူးစူးရဲရဲရှိလာသောမျက်လုံးအစုံအောက်တွင်မနေတဲ့မထိုင်တဲ့ဖြစ်လာကကြောက်တယ်လို့ဖြစ်လာသည်ကြောက်ပေါ်မှာတက်တက်ဖြင့်ရှိသောကံကောင်း၏မျက်နှာသည်ဒေါသကြောင့်ဝင်ပြောင်းနေသည်ဟုထင်မှတ်ရသည်ငကြုသည်ဆရာမိသောကြောင်းပြေးတငယ်လိုကိုကိုမလုံမလဲဖြစ်နေ၏ကံကောင်း၏စူးရှာဝင်ပြောင်းသောမျက်လုံးများကိုကြည့်၍ကြောင်လာ၏ဘယ်ရသော၏ဘာကိုပြောရမည်မသိပဲငါ၍သာရက်နေမိသည်ဖြင့်ပဝင်းကျင်မှာတိတ်ဆိတ်လျက်ရှိလေသည်အခုဒီလေဘသူမှစကားလည်းမပြောကြသေးပေအမလီငကြုကစူးစူးရှာရှာអော်လိုက်သည်အော်တန်နဲ့တူထုတ်ပေါ်ဝုန်းကနေအရာတစ်ခုကြားလာ၏တောင်တဲ့ကောင်သည်ငကြုရှိချမ်းမြေပေါ်သို့ကျလာကအောက်သို့ခုန်ဆင်းပြေးလေသည်။အော်ကြောင်ကလည်းလန့်လိုက်တာ။ငကြုကဒီတော့မှအကြောက်ပြေးသွားကကံကောင်းကိုပြုံးကြည့်၍တောကလောက်ကိုဖွင့်ပြီးအခန်းကြီးသို့ဝင်လိုက်သည်။လာလေကိုအထဲမှာငကြုကလှန်ခေါ်လိုက်၏။ပြောင်းတဲ့တိုင်ကိုညှိထုံးလိုက်သည်ဖြင့်အခန်းထဲတွင်လည်လာပေသည်။ကံကောင်းသည်စပွဲကုံဖြင့်အသုံးပြုသောစက်ပြောင်းထင်းရှူတစ်တာပေါ်တွင်ထိုင်လိုက်သည်။ငကြုကထမင်းနက်ကိုအဟောင်းတစ်ထည်ဖြင့်လဲနေ၏အကိုမအိတ်သေးဘူးလား
ငကျူကထမယိုဘယ်တင်ဝစ်လိုက်ပြီးသူ့ဘက်သို့လှည့်ပြီးမေးလိုက်ကံကောင်းသည်ငကျူကိုတုံးမုံစွာကြည့်နေရမိတ်သေးကိုကန်ထရိုက်တာနဲ့နေကိုအပြင်ထွက်သွားရငါမကြီးမီအောက်ကကိုပြေပေါ်မှာလှဲနေတာငါတော့နင်းကောင်းစီခြင်းလို့ကံကောင်းသည့်စကားကိုမပြောဘဲရက်ခါရိမ့်လုံနေသည့်ဖျောင်းနိုင်မိတောက်ကိုငေးကြည့်နေသည်ဖျောင်းနိုင်မှဖျောင်းဆက်ကလေးများသည်မီးရှိန်ကြောင့်အောက်သို့စီးကြနေပြီငကျူသည်ဖျောင်းနိုင်မီးနဲ့တွေ့ရင်အရေးပြောတတ်သူပဲလားဟုစဉ်းစားနေပြီသည်ငကျူရှင်းကိုငါနဲ့ကိုတစ်ခုမေးမယ်ဖြေမလားနှစ်ခုမေးငကျူကလက်နှချောင်းကိုထောင်ပြအားရည်နေမပြုံးမီတီတီဖြစ်နေတော့ကံကောင်း၏ရုပ်ကိုမြင်လိုက်တော့မှအကြီးရက်ခါအကိုကလည်းမေးမအောင်မေးလိုက်ရောပေါ့ဖြေမလားမဖြေဘူးလားလို့မေးနေရသေးလားနင်ဒီလောက်ကိုအခုချိန်ဒီဘာလို့မစွန့်မဲနေရလဲမစွန့်နိုင်ဘူးလားလူတကာနဲ့ဘလူးရတဲ့အလောက်ကပျော်စရာကောင်းနေလို့နင်ထင်သလားကြည်စမ်းမအောင်နင်းဘွားကလူနဲ့တူသေးရလားနင်ကိုဟာကုန်ပစ္စည်းတစ်ခုနဲ့တူနေပြီလူနဲ့မတူတော့ဘူးနင်းရုပ်ရည်နဲ့လောကကြီးမှာဒီလှုပ်လှုပ်မှထမင်းတစ်လုံးစားမှာမဟုတ်ပါဘူးခါကောင်းရောင်းကောင်းဝယ်လှုပ်စားစမ်းမှာနင်ဘာလို့တလဲလို့မေးအောင်ပြောရခက်တယ်ဘွားဒီဘွားကိုနင်ပြောသလားယင်ငကျူနင်ဒီလိုပဲနေတော့မှာလားဒီလိုမလုပ်ပါနဲ့လားငကျူဟာဒီလောက်ကိုနောက်မလုပ်ပါနဲ့တော့ဟုတ်လားကံကောင်းရဲ့အတန်မှာစိုးစိုးထက်မာကျော်ခတ်တန်တရားရှိတော့လဲနောက်ဆုံးနေပြောပြောနူးညံ့ကညင်သာလာ၏ငကျူဒီကံကောင်းထံမှဒီလိုစကားမျိုးထွက်လာလိမ့်မည်ဟုဘယ်တော့မှမထင်ခဲ့ပြီမမျှော်လင့်ပဲကြားလိုက်ရသည့်စကားကြောင့်သူမျက်နှာသည်နှင်းစီသွေးစုံလာကလက်ချောင်းများကိုအဓိပ္ပာယ်ကင်းမဲ့စွာလိမ်နေသည်သူနှစမ်းမှာတရွရွတုံနေ၏တခုခုပြန်ပြောချင်တော့လဲပြောတယ်မပြောတယ်ချိန်ဆနေဟန်တူလေသည်ကံကောင်းသည်တရွရွတုံနေသောငကျူ၏နှကမ်းများအောင်ကြီးကြည်နေပြီးမှခေါင်းကိုငုံထားလိုက်၏ငကျူ၏ပါးစပ်မှဘလို့တန်များထွက်လာလိမ့်မည်လဲဟုမျှော်လင့်ပုံရ၏ဘယ်နဲ့လဲငကျူကဘာမှပြန်မပြောတော့မှကံကောင်းကထပ်၍မေးလိုက်ပြန်၏ဒီတော့မှငကျူသည်ကံကောင်းရှင်းနာသို့တိုးလာကလက်တစ်ဖက်ကိုကံကောင်း၏ပေါင်ပေါ်တွင်တင်လိုက်ရင်အော်အကူကလည်းကျမပြောပြီးပြီမို့လားကျမရဲ့ဖြစ်ပျက်တွေကိုလည်းအကူကိုပြောပြီးပြီကျမစိတ်ထဲရှိတာတွေကိုလည်းအကူကိုပြောပြပြီးပြီဘယ်တော့မှကျမထိန်ချမ်းထားဘူးလို့လည်းအကူကျမနေပုံထိုင်ပုံအကူသဘောမကျတာလည်းကျမရိပ်မိပါတယ်ဒါမဲ့အကူကျမတခုပြောမယ်ဒီလက်ကိုကျမမလုပ်တော့ပါဘူးတဲ့ကဲကျမဘာလုပ်မလဲဈေးရောင်းအောင်လည်းအရင်လေးမရှိဘာမရှိလေတယောက်ကိုကောက်ယူလဲအောင်လဲဘယ်ယောက်ျားကကျမလိုမိန်းမမျိုးအတီးတကျယူထားမှလည်းလေအကူသူများရင်သွားပြီးထမင်းချက်အဝိရှော်လုပ်နေရမှလဲကြောက်ပြီးမလုပ်ချင်တော့ဘူးဒီတော့ကျမဒီလုပ်ပြင်ဘာလုပ်စရာရှိသေးလဲအကူရဲ့အကူပဲစဉ်းစားကြည့်ပါဦးဒီလုပ်မှထမင်းတစ်စုပ်တစ်ခဲစားရတော့ဒီလုပ်ပဲလုပ်ရတာပေါ့ဒါပေမဲ့ကျမဟာဒီဘဝမျိုးရောက်ပါပြီမဲ့ဒီလောက်အရှက်မမေ့သေးပါဘူးအကိုရဲ့မျက်နှာပြောင်မတက်ရဲသေးပါဘူးဒါကြောင့်ကျမလက်ဗဒန်းမှာမနေဘူးဒီလိုပြေးလာတာပဲဒီပြင်လူမပြောနဲ့အကိုမြင်တိုင်းကျမဘဝကိုကျမတွေးပြီးရှက်တယ်ဒါပေမဲ့မတက်နိုင်တော့ဘူးရှက်ပေမဲ့မချက်ရှင်စောင်းရတယ်ယောက်ျားရဲ့နဲ့တွေ့ရင်လည်းမချစ်ပေမဲ့ချစ်ဟန်စောင်းရတယ်ချစ်ပေမဲ့လည်းမချစ်ဟန်စောင်းရတာပဲမတက်နိုင်ဘူးဘဝအခုဆိုကံပဲအောက်မေ့ရတော့မှာပဲခုကျမလည်းဒီမှာမနေတော့ပါဘူးတခြားကိုပြောင်းတော့မယ်ဘယ်ကိုပြောင်းမယ်ဆိုတော့အကုန်မသိချင်ပါနဲ့ကျမကလည်းမပြောပြရစေနဲ့အကိုကျမတို့သာမေးလိုက်ပါတော့ကျမကအကိုနဲ့ထိုက်ချင်တဲ့မိန်းမစားမျိုးမဟုတ်ပါဘူးမိန်းမကောင်းတယောက်ကိုယူပြီးအကိုကသာအေးချမ်းချမ်းနေပါတခြားမှာမိန်းမကောင်းတွေအများကြီးရှိပါတယ်ငကျူကမျက်ရည်လဲရဲဖြင့်ကံကောင်းကိုပြောပြ၏မျက်ရည်ဦးများသည်ပါးပြင်ပေါ်သို့စီစဉ်ကြလာပြီသည်ကံကောင်းကခေါင်းကိုဖြေးလေးစွာရမ်းလိုက်ရင်ဟာငါမိမယူဖို့ကိစ္စကိုပြောနေတာမဟုတ်ဘူးငကျူကငါပြောတာနင်မိမကောင်းဘဝကိုပြန်ရအောင်ကောင်းကောင်းမွန်မွန်ဘဝကိုပြန်ရအောင်ပြောနေတာငါတို့ထဲမစင်းစားပါနဲ့ငါတကောင်ချွတ်ပါပြီးတော့ယောက်ျားသားပါအဖေလည်းမရှိဘူးအမေလည်းမရှိဘူးဆွေမျိုးလည်းမရှိဘူးငါမှပူစရာဆိုလို့ဘာမှမရှိဘူးနေနာခုဘဝရုံထွက်ပြီးမိမကောင်းဘဝရောက်ပြန်ကြိုးစားပါဒီတမ်းမအောင်လာသူများကိုလက်သိမ့်ခံပြီးသူတို့ခေါ်ရလိုက်သွားရတာပဲမဟုတ်လားနူရဲရဲမူးယူယူပတ်စံကောင်းကောင်းပြီးနေလိုက်သွားတာပဲနင်းဘဝဘယ်တော့ဆက်ဆုပ်စရာကောင်းလဲဟင်ဒါတော့ကိုရဲ့ကိုဖြစ်ချင်လို့ဖြစ်ရတာမှမဟုတ်ပဲဖြစ်တဲ့မြအကြောင်းအကောင်းကြီးပဲလို့အောက်မေ့ရမှာပေါ့ငတူကလေးအေးလေးဖြင့်ပြောလိုက်သူလည်းများသည်ကံကောင်း၏
ပေါင်ကိုရှော့တိုက်ပုတ်တက်ပေးနေကြသည်ငကြူသည်ကံကောင်းအတင်းကျပ်ပြောနေသည်ဖြင့်ကံကောင်းကိုကြောက်တယ်လို့ဖြစ်လာသည်ကံကောင်းမျက်နှာလည်းတုံမုံလျက်ရှိပေသည်ဘာလို့ဖြစ်သည်များအကြောင်းအကောင်းကိုအောက်မြင်ရမှာ